လက်စစ်ကားတစ်စီးကိုစပ်ပစ္စည်းတစ်ခုလိုမဟုတ်ပဲတက်ရှိ system တစ်ခုလိုမျိုးသဘောထားကြည့်ရင်ဘယ်လိုနေမလဲလူခါလာကိုလိုပဲအစိပ်ပိုင်းဒီအားလုံးကတစ်ခုနဲ့တစ်ခုချိတ်ဆက်ပြီးအလုပ်လုပ်နေတဲ့ပုံစံမျိုးပေါ့ဒီတော့အဓိကမေကုန်းကသူကိုတကယ်တမ်းဘာကမောင်းနေနေတာလေဆိုတာပါပဲဒီနေ့အဲ့ဒီအကြောင်းကိုပဲလေ့လာသားကြမှာထည့်ပြီးတော့အဖြေကထင်ထားတာထက်ပိုပြီးစိတ်ဝင်စားစရာကောင်းနေနိုင်ပါတယ် ဟုတ်ပါတယ်လက်စကားနီးပညာရဲ့ရှုပ်ထွေးတဲ့အပိုင်းတွေကိုခန္ဓာကိုယ်ဖွဲ့စည်းပုံဆိုရဲရှုထောင့်ကနေကြည့်ပြီးရှင်းပြသွားမှာပါဒီနီလန်က DNA ဘယ်လိုအလုပ်လုပ်လဲဆိုတာကိုနားလည်ရလွယ်ကူပြီးတော့တကယ်ကိုမှတ်မိလွယ်တဲ့နီလန်တစ်ခုဖြစ်စေမှာပါကဲဒါဆိုရင်ဆက်လိုက်ကြအောင်ပထမဆုံးအနေနဲ့စွမ်းရင်ဖို့ချက်တွေကိုတန်းဆင်းတွက်လိုက်ကြမယ်ဆိုလိုတာကတော့ကားကိုအသက်ဝင်စေဖို့စွမ်းရင်တွေကိုထိုးလောင်းပြီးဖြန့်ဝေပြင်းနေတဲ့အရေးကြီးဆုံးစိတ်ပိုင်းတွေကြောင့်ပါပဲအရာအလုံးရဲ့အလဲဘဟုမှာတော့အဓိကဘက်ထရီအထူကြီးရှိပါတယ်ဒါကိုလက်စစ်ကားရဲ့နှလုံးသားလို့ခေါ်တာလုံးဝမောင်းပါတယ်ဘာဖြစ်လို့လဲဆိုတော့မော်တာကိုမောင်းနှင်ဖို့လိုအပ်တဲ့ဘိုးအားမင် DC စွမ်းရင်အလုံးကိုဒီနေရာမှာပဲတိုးလောင်းထားတာကိုဒီဘက်ထရီအထုပ်ကြီးကအကြီးဆိုပေမဲ့သူကိုအခြေခံအစိပ်ပိုင်း၃ခုနဲ့ခွဲလို့ရပါတယ်ပထမဆုံးက cell တွေပါဒါတွေကစွမ်းရင်ကိုတကယ်တိုးလောင်းတဲ့အခြေခံအကျဆုံး unit လေးတွေပေါ့ပြီးရင်ဒီ cell တွေကိုအထူးတကောစုစည်းပြီး module တွေဖွဲ့စည်းထားတယ်နောက်ဆုံးမှာတော့ battery ရဲ့ဥနောက်လောက်ခေါ်နိုင်တဲ့ battery management system BMS ပေါ့အဲ့ဒီ BMS ကဒီ cell တွေအားလုံးဘေးကင်းပြီးအကျိုးရှိရှိအလုံးလုံးနိုင်အောင်အရာအလုံးကိုအနားမနေကြီးကြပ်ပေးနေပါတယ်အဓိကဘက်ထရီအကြီးကြီးအပြင်နောက်ထပ်ဘက်ထရီအသေးလေးတစ်ခုလည်းရှိပါသေးတယ်သူကကားကိုမောင်းနှင်ဖို့လိုအပ်တဲ့အဓိကစွမ်းရည်နဲ့မရောရက်ပဲတီးချရှိနေတာပါမီလိုနဲ့တချင်းဖွင့်ဆက်ဒီလိုနေစဉ်သုံးပစ္စည်းလေးတွေကိုတောင်းယူပေးတဲ့စနစ်တစ်ခုလို့ပြောလို့ရပါတယ်ကောင်းပြီအခုတိုးလောင်ထားတဲ့စွမ်းရည်ရှိပြီအဲ့ဒီစွမ်းရည်ကိုသုံးပြီးကားကိုရှေ့တိုးစေတဲ့ရုပ်ပိုင်းဆိုင်ရာရွေ့လျားမှုအဖြစ်ဘလို့ပြောင်းလဲသွားတယ်လဲဆိုတာကိုဆက်ပြီးလိုက်ကြည့်ကြရအောင်ဘက်ထရီကနှလုံးသားဆိုရင်လက်စမော်တာကတော့ကားရဲ့ကြွတာတွေပါပဲသူက AC လက်စကိုယူပြီးဘီဒီကိုတကယ်လက်စေတဲ့စမှုစွမ်းရည်အဖြစ်ပြောင်းလဲပစ်လိုက်တာပါလက်စကားရဲ့တကယ်မိုက်တဲ့ချက်တစ်ခုကဓာတ်စီကားတွေနဲ့မတူပဲသူတို့ရဲ့ဂီယာစနစ်ကအရန်ရိုးရှင်းတာပါပဲပုံမှန်အားဖြင့်ဂီယာတစ်ချက်ပဲရှိတယ်ဆိုတော့မော်တာကရတဲ့စွမ်းရည်တွေဟာဘီဒီစီကိုချက်ချင်းနှီးပါရောက်ရှိပြီးစွမ်းရည်ဆုံးရှုံးမှုလည်းတိတ်မရှိဘူးပေါ့ဒါကြောင့်မလို့လက်စစ်ကားတွေကနင်းလိုက်ကနေတုံပြတ်မှုအယမ်းမြတ်နေလို့ခံစားရတာပါအခုခီးစင်းရဲ့နောက်တစ်စင်းကိုဆက်ကြပါစို့ရင်တစည်းလုံးရဲ့ဗဟိုအာရုံကြောစနစ်လိုမျိုးအရာအလုံးကိုထိန်းချုပ်စီမံနေတဲ့ရှုပ်ထွေးတဲ့ electronic စနစ်တွေကိုလေ့လာကြည့်ကြပါမယ် VCU ကတော့ကားရဲ့အထူးဥနောက် master controller ကြီးပါပဲရင်မောင်းစီက lever နေတာလို့အချက်ပြမှုတွေကိုသူကလက်ခံပြီးတော့တခြားအကိုင်းအုပ်ဆန်တွေအားလုံးပြည့်စုံတဲ့တန်ဆုံ D1 တခုလိုအချိတ်အဆက်မိမိအလုံးလုံးနိုင်အောင်အမိပေးညွှန်ကြပါပဲသူကတော့ D1 ရဲ့ပင်တိုင်တီးမှုပေါ့ဒီမှာတကယ်စိတ်ဝင်စားစရာကောင်းတဲ့ basic တစ်ခုရှိပါတယ် inverter နဲ့ converter ပါသူတို့နှစ်ခုလုံးကစွမ်းရည်ကိုရှီမန်ခန့်ခွဲတာချင်းတူပေမဲ့တာဝန်ကြီးကလုံးဝမတူပါဘူး inverter ကဘက်ထရီက DC စွမ်းရည်ကိုမော်တာလောက်တဲ့ AC စွမ်းရည်ဖြစ်ပြောင်းပေးတယ်တစ်ချိန်တည်းမှာပဲ converter ကအဲ့ဒီ4အမြင် DC စွမ်းရည်ကိုပဲမီလုံးတွေရေဒီယိုတွေလို TC လေးတွေထုံးဖို့အတွက်4နဲ့ 12VDC ဖြစ် short ချပေးပါတယ် DC အားလေးကရှင်းရှင်းလင်းလင်းပြထားလို့ပါပဲထင်းချုံမှုမှာအဆင့်ဆင့်ရှိပါတယ် VCU ကစစ်တူကြီးချုပ်လို့အားလုံးကိုခြုံငုံအမိန်ပေးတယ် MCU ကကြတော့မော်တာတစ်ခုတည်းကိုပဲအထူးအာရုံစိုက်တယ်ပြီးတော့ BMS ကတော့ဘက်ထရီရဲ့ကျန်းမာရေးနဲ့ဘေကင်းရေးအတွက်ပဲတီးတန့်တာဝန်ယူထားတာပါတကယ်ကိုစနစ်ကြရဲ့အမိန်ပဲကွက်ကဲမှုစစ်တင်တစ်ခုပါပဲကောင်းပါပြီအခုကားရဲ့ခန္ဓာကိုယ်ကိုကြမ်းကြမ်းမာမာရှိနေစေပြီးစွမ်းရည်လေးကိုလိုအပ်တဲ့နေရာစီစီးဆင်းစေတဲ့မရှိမဖြစ်လိုအပ်တဲ့အထောက်အကူပြုစည်းမြင့်တဲ့အကြောင်းစက်ကြည့်ကြရအောင်ဒီစနစ်ကအရန်အရေးကြီးပါတယ်လူခန္ဓာကိုယ်လိုပဲလက်စစ်ကားရဲ့အဓိကဖတ်အပိုင်းဆိုင်ရာအတွေးခေါ်တွေကလည်းအရန်ကိုနက်နေတာကြောင့်ဖတ်လွန်တော့မပြီးသေးပဲနဲ့ဘလို့များအဆုံးသက်သွားမလဲဆိုလည်းအရန်ကိုတိကျင်စိတ်ပြင်းပြနေမိတယ်ဒါတော့ကျွန်တော်တို့ရဲ့ဒီခန္ဓာကိုယ်ဖွဲ့စည်းပုံဥမာထဲမှာတကယ်ကိုအားအကောင်းဆုံးအပိုင်းတစ်ခုကိုရောက်လာပါပြီဘိုးအမင်းကေဘယ်ချိုးတွေကလူခန္ဓာကိုယ်တွေကသွေးကြောတွေလိုပဲလောက်ဆောင်တယ်ဆိုတော့အယူဆပါပဲဒီကေဘယ်ချိုးတွေကိုဘေကင်းရဲ့အတွက်တောက်ပတ်ချက်အဝါရောင်နဲ့အမတ်အသားပြုတ်ထားလေးရှိပြီးအကြောင်းပတ်ချက်ကောင်းကောင်းလည်းရှိပါတယ်သူတို့ဟာခါရဲ့အဓိကသွေးလွတ်ကြိုတွေဖြစ်ပြီးအလွန်ကြီးမားတဲ့လက်ဆက်စွမ်းဟင်ပမာဏကိုအရေးပါတဲ့အစီပိုင်းအလုံးစီအလျင်အမြန်ပို့ဆောင်ပေးနေတာပါနောက်ဆုံးအနေနဲ့ရင်ကဘလို့အသက်ရှူပြီးအစာစားတဲ့ဆိုတာကိုလေ့လာပါမယ်။တနည်းပြောရင်ဘက်ထရီကိုစွမ်းရင်ထည့်သွင်းတဲ့စနစ်တွေပေါ့။ဒါကအပြင်ကအားသွင်းတာရောကားရဲ့အရွေးလျာမှုကိုနေစွမ်းရင်ကိုပါနတ်စွာပြန်လည်ဖမ်းယူတာရောပါဝင်ပါတယ်။ကားကိုအားသွင်းတဲ့အခါအဓိကအစစ်ပိုင်းဆိုင်ရာနှစ်ခုအလောက်လောက်ပါတယ်။အပြင်ဘက်ကအားသွင်းပလက်ပေါက်ညက်ကားထဲမှာပါတဲ့ on ဖို့ချာချာပါ။
အဲ့ onboard charger မှာအရင်ရေးကြီးတဲ့တောင်းတစ်ခုရှိတယ်အဲ့ဒါကတော့အပြင်ကရတဲ့ AC လက်စစ်ကို battery ကတကယ်တိုးလောင်နိုင်တဲ့ DC လက်စစ်အဖြစ်ပြောင်းလဲပေးဖို့ပါပဲ ဒါကတော့လက်စစ်ကားတစ်စီးမှာပါတဲ့အထူးချွန်စွန်နီးပညာတွေထဲကတစ်ခုပါပဲ regenerative braking ပေါ့ကားရှင် short လိုက်တဲ့အခါပုံမှန်ဆိုအလားဟာဖြစ်သွားမဲ့စွမ်းရည်လေးကိုပြန်လည်ဖမ်းယူပြီးတဲ့စနစ်ဖြစ်ပါတယ် ဒီစနစ်ရဲ့အဓိကအချက်ကတော့ lever ပေါ်ကနေခြေထုတ်ကိုကြွလိုက်တာနဲ့မော်တာကသူ့ရဲ့တာဝန်ကိုချက်ချင်းပြောင်းလိုက်တဲ့ဘီးတွေကိုလည်းပတ်ဖို့စွမ်းရည်တုံးမဲ့စား generator ဖြစ်ပြောင်းလဲတာပြီးဘီးတွေရဲ့အဆင့်ကမော်တာကိုပြန်လက်စေတယ်အဲဒီကနေလက်စစ်တာအောင်ပြန်ထုတ်က battery ထဲကိုတန်းပြပြန်ပို့ပေးလိုက်တာပါပဲ ဒီတော့အားလုံးကိုပြန်စူးစီးကြည့်လိုက်တဲ့အခါလက်စစ်ကားရဲ့ခန္ဓာကိုယ်ဖွေးစည်းပုံကတော်တော်ရှင်းလင်းသွားပါပြီဘက်ထရီကသူ့ရဲ့နှလုံးသားမော်တာကကြွက်သားတွေပါထိန်းချုပ်ရေး unit တွေကဦးနောက်ဖြစ်ပြီး cable ကျွေးတွေကသွေးကြောတွေပေါ့အားသွင်းစနစ်ကစွမ်းရည်ယူသွင်းတဲ့အဆုပ်လိုဖြစ်ပြီး regenerative braking ကတော့စွမ်းရည်ပြန်လဲအသုံးချရဲ့ဇီဝဖြစ်စဉ်လိုပါပဲဒါဟာပြည့်စုံပြီးအပြန်လန်ချစ်ဆန်ရဲ့ system တစ်ခုပါ ဒီတော့ဒီနေ့ရဲ့လက်စစ်ကားရဲ့ရှုပ်ထွေးလာတဲ့အတွင်းပိုင်းဖွင့်စည်းပုံကိုနားလည်သွားပြီဆိုတော့ဒါကအနာဂတ်အတွက်စိတ်ဝင်စားစရာကောင်းတဲ့မေခွန်းတစ်ခုကိုခြံထားခဲ့ပါတယ်ဒီခန္ဓာကိုယ်ကနောက်တစ်ချိန်မှာဘယ်လိုပုံစံနေနဲ့ဆက်လက်ဆင်ကဲပြောင်းလဲလာအောင်မလဲ